Legend Skin တခု free ရနိုင်မယ် Magical Cash Event ဟုတ်ပါတယ် Legend Skin ရမှာပါ brother ကသူမပြောခဲ့တာတော့ယုံခဲ့သေးရပါမလားကျွန်တော်ပြောရလေးရှုံးလိုက်ပါဆိုတော့အရင်ဆုံး event တွေက Magical Cash ဆိုတာတွေကိုဝင်ရပါမယ်ဒီမှာဆိုရင်သူ့ event တွေကိုရောက်ပြီပေါ့နော်အရင်ဆုံးကျွန်တော်ဒီ event ရဲ့ concept ကိုရှင်းပြပေးပါမယ်ဒီ event မှာ brother တို့က reward တစ်ခုကိုပဲယူလို့ရမှာဖြစ်ပါတယ်တစ်ခုကိုယူလိုက်တာနဲ့ဒီ event က brother အတွက်ပြီးသွားပါပြီ brother နဲ့သူမရဲ့ဇာတ်လမ်းလို့ပေါ့စိတ်တော့မရှိပါနဲ့ကျွန်တော်ကကွန်းနဲ့ရေးတိုင်းပေါက်ကြရတွေထဲထဲပြီးတော့ရေးနေကြမလို့ပါနောက်ပိုင်းတွေကြာရင်တော့အတက်နိုင်ဆုံး short သွားပါမယ်ဗျဆက်ရမယ်ဆိုရင်ဒီ event မှာတည်ထားရမယ့် item နှစ်ခုရှိတယ်အဲ့ဒါတွေက wish coin နဲ့ Wanna voucher တို့ပဲဖြစ်ပါတယ်ဒီ Wanna voucher တွေကဒီ event မှာ refresh လုပ်ဖို့သုံးရမယ်အချိန်များများလှည့်လေရမယ့် reward ကပို့ပြီးတော့ကောင်းလာလေပဲဖြစ်ပါတယ်ဒီမှာမှားယူမိမှာဆိုလို့တခါတည်းရှင်းပြပေးသွားပါမယ်ဘယ်ဘက်က return ဆိုတာကပထမရခဲ့တဲ့ဒီဘယ်ဘက်က reward စီကိုပြန်သွားတာပါဒီညာဘက်က replace ဆိုတာကကြတော့အသေးရမယ့် reward ကိုရွေးရပါအရင် reward ကတော့ပျောက်သွားမှာပေါ့နော်ဟုတ်ပြီအလဲက refresh လုပ်တာကကြတော့ reward အသစ်ကိုပယ်ပြီးတော့ချက်ချင်း refresh လုပ်လိုက်တာပါဆိုတော့ဒါကိုနည်းနည်းတော့နားလည်သွားမယ်လို့ထင်ပါတယ်ဟုတ်ပြီ brother တို့ကအချိန်90လှည့်လို့ရှိရင် common skin တစ်ခုရမယ်အချိန်100လှည့်လို့ရှိရင်တော့ epic skin တစ်ခုရမှာဖြစ်ပါတယ်အချိန်100ပြည့်ပြီးတော့နောက်ထပ်အခါ20တိုင်းမှာကြတော့ premium skin တစ်ခုရမယ်ပေါ့နော်premium skin တွေထဲမှာ legend skin တွေပါပါတယ်ဆိုတော့အကျန်းတွက်ပြရမယ်ဆိုလို့ရှိရင် brother ကအချိန်120မှာ legend skin ရနိုင်ခြင်းရှိပါတယ်ဒါကတော့ဒီ event ဘယ်လိုအလုပ်လုပ်လဲဆိုတာလေးပါအဲ့တော့နောက်မေးခွန်းတစ်ခုကလှည့်ရမှာတော့ဟုတ်ပြီလှည့်ရမယ့် voucher တွေကဘယ်လိုရှာရမှာလဲအဲ့အတွက်ဖြေကလွယ်လွယ်လေးပါအခု brother တို့ run ဆော့လို့ရှိရင်ကျွန်တော်ခုနကပြောခဲ့တဲ့ wish coin လေးလောင်းလို့ရတယ်ပေါ့နော်ဆိုတော့ကိုကအခုဆော့နေတဲ့ပွဲကနိုင်မယ်လို့ထင်ရင် app coin တွေထည့်ပြီးတော့လောင်းလိုက်ပါအဲ့ဒါဆိုနိုင်တာနဲ့ wish coin တွေအပြင်ကမှ Wanna voucher တွေပါထပ်ပြီးတော့ရလာမှာဖြစ်ပါတယ်ဆိုတော့ဒီလိုနဲ့ voucher တွေကိုရှာလို့ရတယ်ပေါ့နော်ဆိုတော့ brother တို့က run ပွဲတွေဆော့မယ်အဲ့ run ပွဲတွေမှာကိုယ့်ရဲ့ wish coin တွေကိုထည့်ပြီးတော့လောင်းလိုက်မယ်လောင်းလို့ကိုကရလာတဲ့ Wanna voucher တွေနဲ့ဒီ event မှာလာပြီးတော့ refer လုပ်မယ် refer အချိန်များလေးကိုရမယ့် reward ကကောင်းလေးပဲအဲ့တော့ကိုအကြိုက်ဆုံး reward တစ်ခုကိုရပြီဆိုတာနဲ့ကိုကရွေးပြီးတော့ယူလိုက်ရမှာပဲကဲဒီလောက်ဆိုရင်တော့ဒီ magical cat event အကြောင်းကိုနည်းနည်းတော့နားလည်သွားမယ်လို့ထင်ပါတယ်ဆိုတော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗျဗီဒီယိုကိုဆုံးအောင်ကြည့်ပေးတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့ဆမ်ပါနောက်ဗီဒီယိုလေးမှာပြန်တွေ့အောင်ဗျ